ပါရှင်။ One Star ချက်လောက်ကန်ဆောင်ပေးတဲ့ရောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းကတော့လေဝရုံခွဲရပါနော်။လေမြတဲ့လောက်ခေါ်စာလေးမိနေကြတဲ့သူတွေအတွက်ဒီဗီဒီယိုအတွင်းလေမြတဲ့တီးတန့်လောက်ခေါ်စာလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်။ဥဒ္ဒတိမှာရှိတဲ့ဝါဒစေုံမှာဆိုလို့ရှိရင်တော့မျိုးသားက3သိန်းကနေ4သိန်းကြားရမှာဖြစ်ပြီးတော့မျိုးသမီးကတော့2သိန်းကနေပြီးတော့3သိန်းကြားရမှာဖြစ်ပါတယ်ရှင်။တပတ်တရက်ပိတ်ပြီးနေစားစားဆိုင်နေစီစဉ်ပေးထားပါတယ်နော်။ဒီများကနေလည်းစီစဉ်ပေးထားပါတယ်ရှင်။ပြမနာမှာရှိတဲ့အဟောင်းဆိုင်မှာဆိုလို့ရှိရင်တော့အမျိုးသားကတရက်ကို2600ရရှိပြီးတော့အမျိုးသမီးကတရက်ကို19000ရရှိမှာဖြစ်ပါတယ်။နေ့စဉ်လည်းရှင်းပေးပါတယ်နော်။လင်မယားဆောင်လေးလည်းပေးပါတယ်ရှင်။နေပြီးတော့လေခွေးထောင်မှာရှိတဲ့ရှန်လိတ်ကားအတွက်လင်မယား9တွဲခေါ်ယူထားပါတယ်နော်။မျိုးသားနဲ့မျိုးသမီး2ယောက်ပေါင်းကိုရှောက်တင်ပေးထားပြီးတော့အဆောင်လေးလည်းပေးထားပါတယ်ရှင်။လေဝေးမှာရှိတဲ့သပင်ခါးစီရင်ဆောင်အတွက်လင်မယားတွဲလေးလည်းခေါ်ယူထားပါတယ်နော်။တယောက်ကို2,300တွေ့ကြုံမရှိသူများအတွက်ပါနော်။တွေ့ကြုံရှိရင်တော့2သိန်းခွဲရနေအထက်ကိုပေးပါတယ်ရှင်။နေစားစားကြရင်လည်းစီစဉ်ပေးထားပါတယ်နော်။ခုမိတ်ဆက်ပေးတဲ့လုံဒီကိုစိတ်ဝင်စားလို့ရှောက်ထားခြင်းတဲ့သူများအတွက်ကတော့ရုံဝမ်းဖြစ်တဲ့နေပြည်တော်ဇာတိမြို့နယ်ရေစင်းကြီးရနဲ့ရုံတူဖြစ်တဲ့နေပြည်တော်လေဝေးမြို့ကိုလူကရန်လာရှောက်ထားလို့ရပါတယ်နော်။ online နဲ့ရှောက်ထားခြင်းသူများအတွက်လည်းမမေတို့ရဲ့ Viber ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ရှောက်ထားလို့ရပါတယ်ရှင်။